ဒီလိုချိန်ကကျွန်တော်တို့လိုဆိုလိုပလီယာတွေအတွက် run တက်ဖို့အကောင်းဆုံးချိန်မှာပြောရမယ်ဆိုရင်တော့ဖြင့်ကျောင်းနေဖွင့်နေပြီဖြစ်တဲ့အတွက်စောက်တော်သားတွေချောင်းဘလူလေးရာဆိုရင်တော့ဖြင့်ဖုန်းသိမ်းခံလိုက်ရပြီးအဲ့ဒီချိန်မှာ run တင်မယ်ဆိုရင်ကျွန်တော်တို့အတွက်အချီးမြတ်မဲ့အပြင်ခြေစင်ကုန်မှုကလည်း15ရက်ပဲလိုတော့တာဖြစ်တဲ့အတွက်စေးကောင်းနေကင်းရှင်းမဲ့အပြင်ကိုမှစောက်ကလေးတွေကဖုန်းသိမ်းခံလိုက်ရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ run မှာကိုရုံနိုင်တယ်လို့ဂျိုထွက်ရင်ထွက်နိုင်တယ်လို့ကျွန်တော်တို့က run တက်နိုင်မှာပါဒါကြောင့်တော့အခုလိုမျိုးစောက်ကလေးတွေဖုန်းသိမ်းခံရတဲ့အချိန်မှာ run တင်မယ်ဆိုပြီးတော့စိတ်ကူးနေရင်ထမင်းစားကြောင်းစိတဲ့အချိန်ဖြစ်တဲ့12နာရီမှာ run လုံးဝမတင်မိစေနဲ့တချို့ဆေးပရိုလေးတွေကကြောင်းတက်လို့ဖုန်းသိမ်းခံလိုက်ရတဲ့လူတွေရှိပေမဲ့တချို့ဆေးပရိုလေးတွေကကြတော့ကြောင်းတက်ပေမဲ့ဖုန်းသိမ်းမခံရတဲ့လူတွေရှိပါတယ်အဲဒါကြောင့်မလို့တို့ထမင်းစားတဲ့အချိန်ကျရင် run လုံးဝဝင်မစော့နဲ့ပြီးတော့ညပိုင်းဂိမ်းဆော့တဲ့သမားတွေအနေနဲ့9နာရီ10နာရီဆိုတဲ့အချိန်တွေကိုဂိမ်းလုံးဝမစော့ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဆေးပရိုလေးတွေကအဲ့ချိန်ကျရင်အင်ဂျာတွေပါလှုပ်လို့ပြီးလို့အင်ဂိမ်းနဲ့ဝင်လာတဲ့အချိန်ဖြစ်တယ်နောက်ဆုံးတစ်ခုကတော့အရေးကြီးဆုံးအချက်ဖြစ်တဲ့စနေနဲ့တနင်္ဂနွေနေ့တွေမှာဂိမ်းလုံးဝမစော့ပါနဲ့ကြောင်းတက်နေရတာဖြစ်တဲ့ဆေးပရိုလေးတွေဆိုရင်တော့ပြင်စနေတနင်္ဂနွေမှာဂိမ်းကိုအတိုးချပြီးဆော့တော့မှာဖြစ်တဲ့အတွက်တို့ကရှယ်ပလန်နဲ့ကိုစီးထိုးတော့မှတေးကြတယ်အဲ့ဒီအခါကျ